Okay အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဖီလာစကစ်ပေါ့နော်ကျွန်တော်ဖတ်ထရာကွင်းမှာတွားပြီးတော့နည်းနည်း trade မှာဖြစ်ပါတယ်ပေါ့နော်ဖတ်ထရာကွင်းမှာတော့တစ်ခါမှတော့မမောင်းဘူးပေါ့နော်ပုံမှန်တော့အရောက်ပြီးတာနှစ်ခါသုံးခါလောက်ရှိပေါ့နော်ဒီနေ့ဒါကွင်းထဲမှာဘိုင်းလို့တွား high မှာဖြစ်ပါတယ်တွားပြီးတော့လေ့ကျင့်မှာဖြစ်ပါတယ်ပေါ့နော်ကွင်းထဲမှာမောင်းတာပါရတယ်ဆိုတော့ပြရှင်မှုတစ်ခုရတယ်ပေါ့နော်ကျွန်တော်လမ်းပေါ်မှာမောင်းတာနဲ့မတူဘူးကွင်းထဲရတာလည်းတစ်မျိုးရတယ်ဘာဖြစ်ဆိုတော့ဒီတချို့ညီကိုကြီးမေးတာကိုမိုင်းတို့ကွင်းထဲမှာမောင်းပတ်စံကိုခံရင်လားမောင်းနေပါရလို့လည်းပါရအဓိကတော့ပြရှင်မှုပါပဲပေါ့နော်ကိုကဒီအလုံးယူဝါသနာပါနေရဆိုတော့ဒီဘိန်းတွေကိုဝါသနာပါနေဆိုတော့ဒါတစ်ခုကကိုယ့်ရဲ့ဝါသနာဆိုတော့လေဒါပျော်ရွှင်မှုတစ်ခုပေါ့နော်ပတ်စံကုန်ခံပြောသွားတယ်ကိုယ့်ရဲ့ပျော်ရွှင်မှုပေါ့နော်ဝါသနာပါအတွက်ကြောင့်မလို့ဆိုညီကိုရကိုမိုင်းလိုမျိုးသွားမစားခကြီးရွာထွက်တာပုံမှန်လာပါညာပေါ့နော်ခကြီးထွက်တာလည်းတစ်မျိုး feeling တစ်မျိုးပေါ့နော်ဒီကောင်ရဲ့ကွင်းထဲမှာမောင်းတဲ့ feeling တစ်မျိုးပါကျွန်တော်တို့သွားနေကျွန်တော်တို့မနေ့6နိုင်လောက်ထဲကနေလာနေတာပေါ့နော်အခုမရောက်သေးဘူးကျွန်တော်လည်းဆိုတော့နည်းနည်းဝေးတယ်2နိုင်ကြော်လောက်ရှိတယ်ပေါ့နော်ဖီလာစကစ်ကွင်းကအသွားပြန်မှကျွန်တော်9နိုင်6နိုင်နီးပါးလောက်ရှိရပါတော့။ဒါမှလည်းပါနေဆိုလို့ရှိရင်တော့ဒါအခုမရှိဒါအမြက်လမ်းပေါ့နော်။အမြက်လမ်းမှာပြီးသွားရင်မှာ location ကတနိုင်ကျော်လောက်ကြာနေတယ်နော်။ကျွန်တော်ဟိုရောက်လို့ရှိရင်တွက်ကြည့်အောင်ပေါ့နော်။အနေထားလေးဘယ်လိုရှိလဲ။ဘာညာပေါ့နော်။မကျော်အဲ့နေပါတယ်။လောကအနေထား Okay ဒီကိုရဲ့တတိယရဲ့ဗီဒီယိုမတင်ဖြစ်လာတော့ကြာပြီးတော့ဆိုတော့ပါနော်။ဒါလေးကတော့ဒီဖီလာကွင်းမှာလည်းဒါကျွန်တော်ရဲ့ဖတ်ထိုင်ပေါ့နော်ဖတ်ထိုင်ပထမဦးဆုံးတစ်ခေါက်အနေနဲ့တွားပြီးတော့တွားမောင်းမှာဖြစ်ပါတယ်ပေါ့နော်နောက်မှာကျွန်တော်ရဲ့ art tweet လေးနော်ဒီထားတော့ရှင်းမယ် Okay ကဲအခုဆိုရင်ရောက်လာပါပြီဒီမှာ welcome to ဖီလာပါနော်ဒီထားလေးဒီထားပါညာလာကွင်းလေးပါမှာတော့ဒါတော့ IRC ပေါ့နော်ကျွန်တော်ထည့်ထားတဲ့တာယာမျိုးစားလေးဖြစ်ပါတယ်တော့ကဒီလာကွင်းမှာ sponsor ပေးထားတယ်။နေရာရိုးရိုးရက်ဆိုအလူအောင်မရှိဘူးပေါ့နော်။